အားလုံးပဲမင်္ဂလာပါကိုဆိုင်ရဲ့ Chelsea Live YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဆွေးနွေးသုံးသပ်သွားမယ့်အကြောင်းအရာလေးကတော့ Chelsea ပရိသတ်တွေကြားရေပန်းစားနေတဲ့သတင်းတစ်ပုဒ်ဖြစ်တဲ့ဒေါ်မွန်အသင်းရဲ့ခြေစွမ်းပြတောင်ပန်တိုက်စစ်ကစားသမားလေးဂျီနီမီဂီတန်နဲ့ Chelsea အသင်းတို့ပုဂ္ဂိုလ်ရေးအရသဘောတူညီရရှိခဲ့ပြီဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ဂျီမီဂီတန်ဆိုတာဘယ်လိုကစားသမားမျိုးလဲဆိုတာကိုမိတ်ဆက်ပေးပါမယ်သူက2004ခုနှစ်မှာမွေးဖွားခဲ့တဲ့အင်္ဂလန်နိုင်ငံသားဖြစ်ပြီးလက်ရှိမှာတော့ဂျာမန်ဘွန်ဒက်လီဂါကလပ်အသင်းဖြစ်တဲ့ဒေါ်မွန်အသင်းမှာခြေစွမ်းပြကစားနေတဲ့လူငယ်ကျယ်ပွင့်လေးတစ်ပွင့်ပဲဖြစ်ပါတယ်။ဂျီမီဂီတန်ရဲ့အားသာချက်တွေကတော့ဘောလုံးထိန်းချုပ်မှုကောင်းမွန်တာအရှိန်ဟုန်မြန်တာတကူတော်ထိုးပေါက်နိုင်စွမ်းကောင်းမွန်တာနဲ့ဘောလုံးပေးပို့မှုတွေမှာလည်းအတော်လေးကြီးကြတာကိုတွေ့မြင်ထားရပါတယ်။ဒါအပြင်တောင်ပန်နှစ်ဖက်စလုံးမှာကစားနိုင်ပြီးတိုက်စစ်မှုအဖြစ်လည်းကစားနိုင်တဲ့အချက်လက်တွေကြောင့် Chelsea အသင်းကစူပါကစားသမားကိုတဘောကျလာခြင်းပဲဖြစ်ပါတယ်။ခုနောက်ပိုင်းကြားသိရတဲ့သတင်းတွေအရတော့ Chelsea အသင်းဟာဂျီမီဂီတန်နဲ့ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရရှိခဲ့ပြီလို့လည်းသိရပါတယ်။ဒါပေမဲ့ဒါကပြောင်းရွှေ့တစ်ခုလုံးပြီးပြည့်စုံသွားပြီလို့တော့ပြောလို့တော့မရသေးပါဘူး။ဘာလို့လဲဆိုတော့ကစားသမားနဲ့အသင်းကြားသဘောတူညီမှုရရှိခဲ့ပေမဲ့အသင်းနှစ်သင်းကြားမှာတော့ပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးဆွေးနွေးညှိနှိုင်းမှုတွေဆက်လက်လုပ်ကိုင်နေစေပဲဖြစ်ပါတယ်။ဒေါ်မွန်အသင်းဟာသူတို့ရဲ့လူငယ်ကျယ်ပွင့်လေးကိုအလွယ်တကူလက်လွတ်ခံမှာမဟုတ်တာကြောင့် Chelsea အသင်းအနေနဲ့ဒီပြောင်းရွှေ့ဖြစ်မြောက်ဖို့အတွက်အနေငယ်ခက်ခဲနိုင်ပါတယ်။ Chelsea အသင်းဟာယခုနှစ်နောက်ပိုင်းမှာလူငယ်ကစားသမားတွေကိုများစွာရှာဖွေနေပြီးယင်းနှိမ့်မြုံနှံလေးရှိတဲ့အသင်းတစ်သင်းလည်းဖြစ်တာကြောင့်ဂျီမီဂီတန်ရဲ့အရေးသွေးနဲ့အနာဂတ်အလားအလာက Chelsea အသင်းရဲ့စီမံကိန်းနဲ့ကိုက်ညီနေတဲ့အတွက်တွေကြောင့်ဒါဒီတက်မှာဥရောပပြန်ပွဲဝင်ရမှာဖြစ်တဲ့အတွက်ကစားသမားအင်အားဖြည့်တင်းမှုလိုအပ်တယ်လို့လူငယ်ကစားသမားကောင်းတွေကိုစောစီးစွာခေါ်ယူနေပြီးအနာဂတ်အတွက်ယင်းနှိမ့်မြုံနှံတာကရေရှည်အတွက်ပုံမှုကောင်းမွန်တဲ့ရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်။ဒါပြင်သူ့ရဲ့တိုက်စစ်ပိုင်းဘက်စုံသုံးနိုင်တဲ့ဇွမ်းကလည်း Chelsea အတွက်များစွာအကျိုးရှိစေမှာလည်းဖြစ်ပါတယ်။အကယ်၍ဂျီမီဂီတန်သာ Chelsea အသင်းကိုပြောင်းရွှေ့လာပါကသူ့အတွက်ပွဲထွက်ခွင့်တနေရာကလည်းအခိုင်အမာရရှိမှာကိုတော့ပြောစရာမလိုဘူးဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့အရေးသွေးတွေနဲ့တိုးတက်လာမယ့်အလားအလာတွေကိုကြည့်ချင်းအဖြစ်သူဟာ Chelsea ရဲ့အနာဂတ်မှာအရေးပါတဲ့ကစားသမားတစ်ဦးဖြစ်လာနိုင်ပြီးသူ့ရဲ့ဘောလုံးထိန်းချုပ်မှုနဲ့တကူတော်ထိုးပေါက်မှုတွေက Chelsea အသင်းရဲ့တိုက်စစ်ကိုပုံမှုထက်မြက်လာစေနိုင်ပါတယ်။ဒီတော့ဂျီမီဂီတန်ရဲ့Chelsea ပြောင်းရွှေ့ကဖြစ်မြောက်စွာမလားဆိုတာဘယ်လိုဆက်လက်ဖြစ်ပေါ်လာမလဲဆိုတော့ရင်ကုန်စွာနဲ့စောင့်မျှော်ကြည့်ရှုအောင်မှာဖြစ်ပါကြောင်းပြောကြရင်းနဲ့ဒီဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်။ဒီကြောင်းရနဲ့ပတ်သက်ပြီးပရိသတ်တွေရဲ့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာမျှဝေပေးခဲ့ကြပါဦး။ကျွန်တော်တို့ရဲ့ကိုဆိုင်ရဲ့ Chelsea Live YouTube Channel ကနေနောက်ထပ်စိတ်ဝင်စားစရာသတင်းတွေနဲ့ဆွေးနွေးသုံးသပ်ချက်တွေကိုတင်ဆက်ပေးသွားမှာအောင်စောင့်မျှော်ကြည့်ရှုဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။